Hello မင်္ဂလာပါဒီဗီဒီယိုကကြတော့သူကိုယ့်ကိုတတိယနေသေးလားကောင်းစင်နဲ့ကြည့်ရပေါ့နော်တစ်ဖက်သူကပဲသူလည်းဖြစ်နေတယ်ကိုယ့်ရဲ့ရီးစားဟောင်းဒါမှမဟုတ်ကိုယ့်ရဲ့အနေဝေးနေတဲ့ရီးစားလည်းဖြစ်နေတယ်ဒါမှမဟုတ်တငယ်ချင်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ကိုတတိယနေသေးလားအဲ့လိုကြည့်မယ်သူကိုယ့်ကိုတတိယနေသေးလားသူ要火箭ကျမပြောရပဲသူမဆိုဖြစ်နိုင်တယ်ဆိုပေမဲ့ EI energy ရရတော့တေချာတော့ပြီကိုယ့်ကိုတတိယနေတဲ့သူကကိုယ့်ရဲ့ EI တွေပါကြည့်အချက်စိတ်တွေဒီမှာကြည့် Queer Fortune နဲ့ Ice of Card Energy နဲ့သူရဲ့ရင်ဘက်မှာအချက်စိတ်တွေပြန်မွေးခေါ်လာတယ်တဲ့ energy မျိုးကိုပဲပြန်လဲတွဲခြင်းနဲ့ပြန်လဲအတိတ်တဖန်ပြန်စတင်ခြင်းပဲပေါ့နော်ကိုတတိယနေစေလားဆိုရင်တော့တတိယနေပါတယ်ဒီမှာပြီးဆောင်သွားတဲ့လူတယောက်ပေါ့နော်ကိုတတိယနေပါတယ်ဘယ်သူလဲဆိုတော့ကိုရဲ့ ER တွေဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုရဲ့တငယ်ချင်းဟောင်းတွေလည်းဖြစ်နိုင်တယ်ပေါ့ဒီမှာကို